ဂျက်စီနိုးလာတဲ့အခါထူးဆန်းတဲ့ခံစားချက်တစ်ခုကိုခံစားလိုက်ရပါတယ်။သူမအောက်ကိုငုံကြည့်လိုက်ပြီးတော့နှလုံးခုန်တန်တွေမြင်လာခဲ့ပါတယ်။သူမရဲ့လက်ဟာခင်မုန်းဖြစ်သူမရဲ့လက်နဲ့လက်ထိပ်တွဲလျက်အခက်ခံထားရတာကိုတွေ့လိုက်ရလို့ပါ။အခန်းထဲမှာထူးဆန်းတဲ့တိတ်ဆိတ်မှုမျိုးစိုးမိုးနေပါတယ်။သူမကိုလှုပ်နိုးပြီးဒါတွေကဘာလဲလို့မေးလိုက်ပေမဲ့မဟာအသက်မရှိတော့ဘူးဆိုတာကိုသူမချက်ချင်းနားလည်သွားပါတယ်။မဟာတနက်နဲ့ကိုအဆုံးစီရင်သွားခဲ့တာပါ။ဒါကိုမြင်လိုက်ရတဲ့အခါဂျက်စီတကိုယ်လုံးတုံ့လုံးချောက်ချသွားပါတယ်။သူမရဲ့မျက်နှာပေါ်မှာသွေးတွေပြည့်ကျန်နေပြီးကြမ်းပြင်ပေါ်မှာလည်းသွေးတွေအနှံ့အပြားဖြစ်နေပါတယ်။ဒါပေမဲ့သူမဒါတွေကိုဂရုမစိုက်နိုင်တော့ပါဘူး။သူမရဲ့စိတ်ထဲမှာဒီနေရာကနေဘယ်လိုရုံထွက်ရမလဲဆိုတဲ့အတွေးတစ်ခုပဲရှိပါတော့တယ်။ဒါပေမဲ့မတ်ကတော့သူမအတွက်ဒါကိုလွယ်လွယ်ကူကူခြံထားခဲ့တာမဟုတ်ပါဘူး။သူမစိတ်ကိုအနှဲငယ်တည်ငြိမ်အောင်ထိန်းလိုက်ပြီးကြမ်းပြင်ပေါ်မှာကျနေတဲ့မတ်ရဲ့တနက်ကိုကောက်ယူလိုက်ပါတယ်။လက်ထိပ်ကိုဖျက်ဖို့အတွက်တနက်နဲ့ပြစ်ဖို့ကြိုးစားပေမဲ့ကြည်အိမ်ကိုစစ်ဆေးလိုက်တဲ့အခါကြည်စံတစ်တောက်ပဲရှိတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကြည်စံကိုလည်းမတ်ကသူ့ကိုယ်သူပြစ်ဖို့တုံးသွားခဲ့ပြီးပါပြီ။ဂျက်စီရဲ့အခြေအနေကပိုပြီးဆိုးဝါးလာပါတယ်။သူမဟာမင်္ဂလာဆောင်ဝတ်စုံကိုဝတ်ထားဆဲဖြစ်ပြီးဒီဝတ်စုံနဲ့အပြင်ကိုထွက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါကြောင့်အဝတ်စားလဲဖို့ကြိုးစားပေမဲ့အခန်းထဲရှာကြည့်တဲ့အခါမတ်ကသူမရဲ့မင်္ဂလာဆောင်ဝတ်စုံကလွယ်လို့ဘာမှချန်မထားခဲ့တာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အကြည့်ကနောက်ဘက်ကတန်တစ်တာဆဲတစ်ခုစီရောက်သွားပါတယ်။သူမဟာအသုံးဝင်မဲ့ပစ္စည်းတစ်ခုခုရလို့ရညာမတ်ရဲ့အလောင်းကိုအရင်ဆွဲထုတ်လိုက်ပါတယ်။မတ်ရဲ့ရှက်အင်ဂျီကိုချုပ်ဝစ်ပြီးလှေကားကနေအောက်ကိုဆင်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့လေးလံလာတဲ့မတ်ရဲ့အလောင်းနဲ့အတူသူမဟန်ချက်ပြက်ပြီးလှေကားကနေလိမ့်ကျသွားပါတယ်။အပြင်ဘက်မှာကလည်းအရန်အေးစိတ်နေတာပါ။အေးစိတ်နေတဲ့ရာသီဥတုမှာအဝတ်စားကောင်းကောင်းမပါပဲခြေပလာနဲ့အပြင်ထွက်ဖို့ဆိုတာအရန်အန္တရာယ်များပါတယ်။အပြင်ကအေးဒဏ်တွေအတွင်းထဲကိုမဝင်လာအောင်ဂျက်စီဟာတကားကိုအမြန်ပြန်ပိတ်လိုက်ပါတယ်။အခုသူမအကူအညီခေါ်ဖို့လိုအပ်နေပါပြီ။သူမဖုန်းကိုလိုက်ရှာပေမဲ့မတ်ကသူမရဲ့ဖုန်းကိုရေထဲညစ်ပြီးဖျက်ဆီးခဲ့တာကိုသတိထားမိသွားပါတယ်။ခေတ္တကြာမှာတော့မတ်ဟာသူမကိုဒီနေရာမှာတယောက်တည်းတည်ဖို့ခြံထားခဲ့တာဖြစ်ကြောင်းဂျက်စီသတိရသွားပါတယ်။ဒါပေမဲ့သူမအရှုံးမပေးပါဘူး။သူမဟာလက်ထိတ်ခတ်ထားတဲ့မတ်ရဲ့အလောင်းကိုတရုတ်တိုက်ဆွဲပြီးအိမ်ထဲမှာဟိုဒီသွားလာနေရင်မတ်ဟာမတေခင်ကဒီအိမ်တအိမ်လုံးမှာတခြားအနေရှိတဲ့ထောင်ချောက်တွေလည်းဆင်ထားခဲ့တယ်ဆိုတာကိုတန်တရားဝင်လာပါတော့တယ်။အကယ်၍တင်သားဂျက်စီရဲ့နေရာမှာဆိုရင်အရင်ဆုံးဘာလုပ်မလဲဆိုတာမှတ်ချက်ခမက်မှာပြောခဲ့ပေးဦးနော်။